ခွင့်ကောင်းပြင်ဆင်ပေးတဲ့ဖခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်လို့ဒီနေ့ကျမတို့ရဲ့အသင်းတော်ကိုစားကျမတို့ရဲ့လူငယ်လည်းဖြစ်တယ်ခလေးလည်းဖြစ်တယ်အဆိုတော်၃ယောက်ကနေဘုရားကိုချီးမွမ်းကိုးကွယ်သွားမှာဖြစ်ပါတယ်လို့ဒီနေ့တော့ကျမတို့အချိန်ရတဲ့အတွက်ဘုရားကျေးဇူးတော်ကိုချီးမွမ်းတယ်ဒီလို idea ပေးတဲ့ယူပါယုံပေးတဲ့ဒီအသင်းတော်ကဘုရားရှင်ကတကယ်ကောင်းချီးပေးတာဖြစ်ပါတယ်ဘုရားရှင်ကိုချီးမွမ်းဖို့အတွက်ဘုရားရှင်ကကျမတို့ရဲ့ဘာသာစကားတစ်ခုထင်းနေမလို့ချင်းလူမျိုးပေါင်းစုံဟာလေလုယာနိုင်ငံပေါင်းစုံနေရာပေါင်းစုံကနေပေါင်းပြီးတော့မှဘုရားရှင်ကိုချီးမွမ်းကိုးကွယ်တယ်ဆုတောင်းတယ်သူ့ရဲ့မျက်မှောက်တော်ကိုရှာတယ်အလယ်မှာအတူပါရှိတဲ့ဘုရားသခင်ကြီးမားသောအမှုကိုပြုတဲ့ဘုရားသခင်မြောက်များစွာသောလူတွေရှိပေမဲ့ဒီနေ့တင်ဒီနေရာကိုရောက်လာတာဘုရားရှင်ကတစုံတစ်ခုစကားပြောချင်လို့ဖြစ်ပါတယ်တစုံတစ်ခုတင်အားဖြင့်ကြီးမားစွာအလုံးလုံးချင်လို့ဒီနေရာကိုပို့တာဖြစ်ပါတယ်အဲ့ဒီအတွက်ဒီနေ့ဘုရားရှင်ကျေးဇူးတော်ကိုချီးမွမ်းတယ်မြောက်များစွာသောအရာတွေပြောဖို့ရှိပေမဲ့ဒီနေ့သူဆိုမဲ့တခြင်းလေးကိုကျွန်မပြောပြချင်တယ်တခြင်းရဲ့ကောင်းစဉ်က Our God is greater ဘုရားရှင်ကကျမတို့ရဲ့ကိုယ်ွယ်တဲ့ဘုရားရှင်ကရိုးရိုးဘုရားမဟုတ်ဘူး small လေးမဟုတ်ဘူး big God တကယ်ကိုကြီးမားတဲ့ဘုရားသခင်လူတွေမလုပ်နိုင်တဲ့အမှုကိုဘုရားရှင်ကသူ့ရဲ့လက်တော်နဲ့ကြီးမားစွာကိုလုပ်နိုင်တယ် Our God is healer သူမတတ်နိုင်တဲ့အရာအနာရောဂါမငြိမ်းစေနိုင်တဲ့အရာမရှိဘူးဘုရားသခင်ကသူ့ရဲ့လှုပ်ဆောင်တဲ့အရာတွေလူတွေအကြံစီတဲ့အမြဲတမ်းကြီးမားတာဖြစ်တယ် Our God is greater ကိုရောကအကြီးနဲ့ဆုံးသောဘုရားသခင်ဖြစ်တယ်ကိုရောနာမကိုအမြဲဆုံးရမှာချီးမြှောက်မယ်ဆိုတဲ့တခြင်းလေးကိုသူတို့အင်္ဂလိပ်လိုဆိုသွားမှာဖြစ်ပါတယ်ဘုရားရှင်အရောက်စီတိုင်းခွန်အားရဖို့အတွက်ကောင်းချီးပေးပါစေ
က